အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့ job interview တစ်ခုဖြည့်ပြီးတော့ပြန်လာတာပေါ့နော်ဒီ sales နဲ့ပတ်သက်တဲ့ part time job တစ်ခုပေါ့လေဆိုတော့နေပါပါ sales ဘက်ဆိုတော့နေပါပါလူလိုသူလိုလေးဖြစ်အောင်ဝစ်သွားတာနောက်မှာတော့ BBC ပေါ့နော် BBC ဒီပါဘူးရုံးတဲ့တန်းကြုံလို့ဆိုတော့interview ကတော့အဆင်ပြေခဲ့ပါတယ်ခက်မခက်တော့မသေးကြဘူးဘာလို့ဆိုတော့ဒီနေ့ကျွန်တော်သွားတဲ့အချိန်မှာနေတော့ interview တဲ့သူတွေတော်တော်များတယ်ဗျာကျွန်တော်တွေ့ရသလောက် Asian ဆိုလို့ကျွန်တော်တယောက်ပဲပါတယ်တဲ့နဲ့အကုန်လုံးကအဖြူတွေကြီးပဲလားအဖြူတွေပဲကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ညာ interview မှာတော့အကောင်းဆုံးဖြေခဲ့ပါတယ်ရမရတော့သူတို့ decision ပေါ့ဆိုတော့ sales အလုပ်တော့ကျွန်တော်လုပ်ချင်ပါတယ်မဟုတ်ဆိုတော့တခြားအလုပ်တွေတက်ဆိုင်ဗျာပါဇက်ဘယ်လိုပြောရမလဲစကားပြောပြီးလုပ်ရတဲ့အလုပ်ပေါ့လေဆိုတော့ကိုကာရအရင်မတော့ရတော့နည်းတက်တာပေါ့ပြီးတော့နည်းနည်းလေးသိရမလားကောင်းမွန်လေးဝစ်စားပြီးလုပ်ရတဲ့အလုပ်ဆိုတော့sales အလုပ်တော့လုပ်ချင်ပါတယ်ဆိုတော့ကျွန်တော်နောက်ရက်မှာလည်း interview တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဒီ restaurant တစ်ခုပေါ့လေဆိုတော့အခုတော့ကျွန်တော်အိမ်ပြန်လိုက်ပါအောင်မယ်ဒါကတော့ကျွန်တော်ရဲ့လီဗာပူးရောက်ပြီးတော့နှစ်ပတ်အကြာမှာပထမဆုံးဖြေရတဲ့ job interview ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒါ live update ပေါ့လေဆိုတော့ဒီမှာအလုပ်ရှောက်တာ response တော်တော်မြန်တယ်လို့ပြောလို့ရတယ်။မခံမယ်ဆိုလည်းမခံဘူး။ခံမယ်ဆိုလည်းခံမယ်။ interview ခေါ်မယ်ဆိုလည်းခေါ်မယ်။ဒီ CV ပေါင်းမကြိုက်ဘူး။မြင်နေဆိုလည်းချက်ချင်းပေါ့နော် response တွေကတော့တော်တော်မြန်ပါတယ်။ဆိုတော့ကျွန်တော်ဒါကတော့ကျွန်တော် live update လေးလာတင်တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်တွေ့ပါမယ်။ Peace